ကျွန်တော်တို့ရဲ့ Martial Arts 63 မိတ်ဆွေတို့ကျွန်တော်တနေ့က record မှာပြောခဲ့တယ်လို့ပဲဘန်ရဲ့ပွဲမတိုင်ခင်နိုင်ကြီးရခိုင်တုံးကအမြဲတစ်ဖက်ဖိုက်တာထက်ရောနေနေပြီးဘန်ကတော့အမြဲဖြတ်ကျော်နိုင်တယ်ဆိုလားဒီနေ့ပွဲမှာအားရကျင်တဲ့ဆရာတွေကမိတ်ဆွေတို့လည်းမြင်ရမှာပါတည်ငြိမ်နေသူရဲ့ style တိုင်းပထမအချီမှာ race ထောက်တယ်လေးလာတယ်ဒုတိယအချီပြန်ဆလာတဲ့ချက်တွေကလည်းတိကျပြီးပိုကောင်းလာတာတိုင်းရမျက်နှာမှာတက်တည်ပဲထိုးချက်တိုင်းထိချက်ကဟာခနဲဟာငါခနဲလှုပ်ရှားမှုနဲ့သူဆုံးဖြတ်ချက်တိုင်းကလည်းထိရောက်တယ်ညံကလည်းတိုက်စစ်ခံစစ်လှုပ်ရှားနေတဲ့အတိုင်းတသားတည်းပဲကျွန်တော်တို့အတွက်နိုင်ငံတကာမှာမြန်မာဆိုလာကိုသူ့ရဲ့အောင်မြင်မှုနဲ့အတူဂုဏ်တက်စေလို့ကျေးဇူးလက်တင်တယ်အသက်ငယ်ပေမဲ့ရင်ကျက်ပြီးတကယ်ကိုလေးစားစရာပါပွဲတိုင်းတိုးတက်လာတာတကယ်ကိုအမခံရီမှန်းချက်စိတ်သက်ကခိုင်မာလေအောင်မြင်လာတာနဲ့အမျှမြန်မာကွာဆိုတာကိုလည်းတပါးတည်းလှုပ်ဆောင်နိုင်တယ်မနေနိုင်လို့မျှဝေပြောပြချင်တာနဲ့ဝိထက်လေးလာတင်လိုက်တာပြောလွန်းလို့ဒီနေ့ကကျွန်တော်ပြောခဲ့တဲ့စကားလို့ဘန်းလို့လူငယ်စိတ်သက်မျိုးရှိတော့ရှိတယ်ဒါပေမဲ့ရှားတယ်ပြောရင်နားထောင်ပေးလို့ကျေးဇူးပါမိတ်ဆွေတို့ကောင်းတော့ညလေးဖြစ်ပါစေဗျာ